ကမ္ဘာအကြီးဆုံးမွေလို့ပြောလိုက်ရင်လူတိုင်းရဲ့ခေါင်းထဲမှာဘာကိုပြင်းမြင်မိလဲနာမည်ကြီးထိတ်လန့်စရာရုပ်ရှင်တွေကအာနာကွန်နာကိုပြင်းမြင်မိကြမှာပါအကယ်၍ဒီမွေကြီးကိုအလေးချိန်တတန်နီးပါးရှိတဲ့ကမ္ဘာအကြီးဆုံးမိချောင်းကြီးကက်စီရက်နဲ့တွဲလိုက်မယ်ဆိုရင်တော့တကယ့်ကိုကြောက်စရာကောင်းတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်လာမှာပါဒါပေမဲ့အခုခေတ်ကဒီအေယာမတရဝါကြီးတွေဟာရှေ့ခေတ်ကကမ္ဘာပေါ်မှာတကယ်ရှိခဲ့ဖူးတဲ့ဘလူးကြီးတွေနဲ့ရှင်လိုက်ရင်တော့ကလေးလေးတွေလိုပါပဲအဲ့ဒါတွေကတော့တိုက်တန်နိုဘိုအာနဲ့ခရိုနိုဆောရက်တို့ပဲဖြစ်ပါတယ်သူတို့ဟာအခုခေတ်အထိရှိနေသေးရင်လူသားတွေဘယ်လိုရင်ဆိုင်ရမလဲဒီနေ့မှာတော့ဒီရှေးဟောင်းသားရဲကြီးတွေအကြောင်းကိုကျွန်တော်တို့အတူတူလေ့လာကြရအောင်အရင်ဆုံးတိုက်တန်နိုဘိုအာအကြောင်းနဲ့စလိုက်ရအောင်လွန်ခဲ့တဲ့နှစ်ပေါင်း58တန်းခန့်ကဒီမွေကြီးဟာကမ္ဘာအကြီးဆုံးသားရဲအဖြစ်စိုးမိုးခဲ့တာပါသူ့ရဲ့အရှည်က43ပေလောက်ရှိပြီးအလေးချိန်ကတော့တတန်ကျော်ပါတယ်မြင်သာအောင်ပြောရရင်တစ်ကလအုပ်နှစ်ကောင်မြေပြင်ပေါ်မှာလဲထားတာထက်တောင်ပိုရှည်ပါတယ်သူ့ရဲ့ကိုယ်လုံးအကျယ်က3ပေလောက်ရှိတာကြောင့်ရင်မြင့်ပေါက်လေးတစ်ကောင်ကိုကလွယ်တကူမျိုးချနိုင်ပါတယ်သူဟာသူ့ရဲ့သားကောင်ကိုခန္ဓာကိုယ်နဲ့ရစ်ပတ်ပြီးအသက်ရှူကြအောင်လုပ်တဲ့နေရာမှာအရန်ကျွမ်းကျင်ပါတယ်ဒီလိုရစ်ပတ်တဲ့အခါသားကောင်ပေါ်တက်ရောက်တဲ့ဖိအားဟာ Brooklyn တရားကြီးရဲ့အလေးချိန်တဆခွဲနဲ့ညီမျှပါတယ်ကုန်းပေါ်မှာတိုက်တန်နိုဝါရှိသလိုရေထဲမှာလည်း Chronosaurus ဆိုတဲ့သားရဲကြီးရှိပါတယ်သူဟာအခုခေတ်လူသက်ဝေလငါးတွေထက်တောင်ပိုကြီးပြီးအလေးချိန်12တန်လောက်ရှိပါတယ်ကြည့်ရတာကတော့မိချောင်းအကြီးစားနဲ့တူပါတယ်သူ့မှာအားကောင်းတဲ့ရေရက်၄ခုပါတာကြောင့်ရေအောက်မှာအရန်ကိုလျင်မြန်ပြီးသားကောင်ကိုလွတ်လန်းမရှိအောင်ကပ်ဖြတ်စားတောက်တတ်ပါတယ်ဒီသားရဲကြီးနှစ်ကောင်ဟာနေထိုင်တဲ့ခေတ်နဲ့ပတ်ဝန်းကျင်ချင်းမတူပေမဲ့သူတို့ရှိတဲ့နေရာတိုင်းမှာတော့အခြားတတ္တဝါတွေအတွက်ငရဲခံပါပဲအကယ်၍သူတို့ဒါအခုခေတ်အထိရှိနေသေးရင်ဘာဖြစ်မလဲတိုက်တန်နိုဝါတွေဟာ Amazon တောလိုအပူပိုင်းဒေသတွေမှာရှိနေမှာပါလူတွေဟာကိုယ့်အိမ်ကိုကောက်ကယ်ဖို့အတွက်ဘုတ်အားမြင့်လျှက်စစ်ခြံစည်းရိုးတွေခတ်ထားရပါလိမ့်မယ်ပင်လယ်ထဲမှာတော့ Chronosaurus တွေကြောင့်ငါးဖမ်းလုပ်ငန်းနဲ့သင်္ဘောခရီးစဉ်တွေဟာအရန်ကိုအန္တရာယ်များပါလိမ့်မယ်သူတို့ကျင်လည်ကျက်စားတဲ့နေရာကိုမြေပုံပေါ်မှာအနီရောင်နယ်မြေအဖြစ်သတ်မှတ်ထားရမှာပါဒါပေမဲ့တစ်ဖက်မှာလည်းသူတို့ရဲ့အရေးခွန်တဲ့သွားတွေဟာရွှေထက်တောင်ဈေးကြီးတဲ့ဘုတ်တံပစ္စည်းတွေဖြစ်လာနိုင်ပါတယ်တကယ်တော့သိပ္ပံပညာရှင်တွေကကဘာကြီးပူနွေးလာတာနဲ့အမျှဒီလိုမျိုးသုံးသွားတဲ့တတ္တဝါတွေပြန်လည်ပေါ်ပေါက်လာနိုင်တယ်လို့ယူဆထားကြပါတယ်။ဒါပေမဲ့ဒါကလည်းနှစ်ပေါင်း2တန်းလောက်ကြာအောင်မှမလို့စိတ်ပူကြတော့မရှိသေးပါဘူး။ကဲသင်ရောဒီလိုရှေးဟောင်းအေယာမတတ္တဝါကြီးတွေကိုကိုယ်တိုင်မျက်စိနဲ့ဓာတ်ရိုက်မြင်ချင်လား comment မှာရေးပေးခဲ့ပါဦး။အခုလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ရှုဖို့အတွက် like နဲ့ share လေးလုပ်ထားပေးပါနော်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။